ဟိုတော့ငါဥဒေနာဆိုတဲ့ဘယင်တစ်ပါးရှိခဲ့တယ်ဥဒေနာဘယင်မှာသာမာဝရီဆိုတဲ့မိဖုရားတစ်ပါးလည်းရှိတယ်အဲ့ဒီသာမာဝရီဆိုတဲ့မိဖုရားကိုနေ့စဉ်ပန်းနေဝဲပြီးတော့ဆက်သနေရတဲ့ခုတ်ဆုပ်တရာဆိုတဲ့ကျွမ်းမတစ်ယောက်လည်းရှိတယ်အဲ့ဒီခုတ်ဆုပ်တရာဆိုတဲ့ကျွမ်းမကိုပန်းဝယ်ဖို့တနေ့ကိုပန်းဖို့အတပြား8ချက်မိဖုရားသာမာဝရီကပေးတယ်ခုတ်ဆုပ်တရာကျွမ်းမကလည်းနေ့စဉ်4ချက်ဖို့ပဲပန်းတွေကိုဝဲပြီးတော့4ချက်ကိုတော့ခိုးထားတယ်ပေါ့4ချက်ဖို့သာဝဲလာတဲ့ပန်းတွေကို8ချက်ဖို့ဆိုပြီးတော့မိဖုရားသာမာဝရီကိုလိန်ခဲ့တယ်အဲ့ဒါလို့ခိုးနိုင်တာခိုးလို့ရတာကိုပဲသူ့ဟာသူကျေနပ်ပြီးတော့ငါဟုတ်လာပြီလို့ထင်နေခဲ့တယ်အဲ့ဒါလို့ခိုးနိုင်လို့ဒီနေ့4ချက်အလကားရနေတာကိုပဲသူကမြင်တယ်တကယ်ကတော့ဒီ4ချက်ရဖို့ငါရဲ့အကျင့်ဇာရိတတွေနဲ့လဲယူလိုက်ရတယ်ငါရဲ့ကိုကျင်တရားတွေနဲ့လဲယူထားရတယ်လို့သူမမြင်ဘူးအဲ့ဒီလိုကိုယ့်ရဲ့ဇာရိတတွေကိုယ့်ရဲ့ကိုကျင်တရားတွေပေးပြီးတော့အဆုံးရှုံးခံပြီးတော့ဒီငွေ4ချက်နဲ့လဲယူထားရတာကိုအမှန်အတိုင်းအရှုံးအမြတ်မတွက်တတ်ဘူးအဲ့ဒါလို့မသိမမြင်တာဟာလဲအဝိဇ္ဇာပါပဲအဲ့ဒါလို့အတိမအတွက်မအဝိဇ္ဇာကြောင့်ဒီနေ့4ချက်နေတိုင်းခိုးတဲ့သင်္ခါရဆိုတဲ့အလုပ်တွေလုပ်နေတာပေါ့ဒီနေ့မှာတော့အဲ့ဒီခုတ်ဆုပ်တရာဟာသူဝယ်နေကြပန်းတယ်သူမနာအိမ်ကိုပန်းဝယ်လာရင်ပန်းတယ်သူမနာအိမ်မှာမြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေကိုဆွမ်းကပ်တရားနာနေတာတွေ့ပြီးတော့သူပါပေးတတ်တဲ့ဝန်းထိုင်ပြီးတရားဝန်းနာလိုက်တယ်တရားနာပြီးတဲ့အခါမှာတော့တရားကိုနားလေသဘောပေါက်သွားတယ်တရားနာလိုက်တဲ့အချိန်မှာသူ့ရဲ့မတရားတဲ့အလုပ်လုပ်နေတာကိုသူကိုယ်တိုင်ပြန်မြင်လာတယ်သူခိုးလို့ရတဲ့ငွေ4ချက်ဟာသူ့စီကသူ့သီလသူ့စာရိတ္တတွေနဲ့လဲယူထားမိတာလို့မြင်လာတယ်အဲ့ဒါလို့မတရားလုပ်နေတာဟာတရားပြက်နေတာပဲဆိုတာလဲသိလာတယ်ခိုးတာဟာမတရားတဲ့အလုပ်ပဲအဲ့လိုဆိုမခိုးရင်တရားပဲလို့မြင်လာတယ်တတ္တာဟာမတရားမှုပဲတရားဖြစ်ဖို့ဆိုရင်မတတ်ပဲနေနိုင်အောင်နေရမှာပဲလိန်နာဟာမတရားဆိုရင်မှန်တာပြောမှန်တာလုပ်မှတရားဖြစ်မှာလို့သိမြင်လာခဲ့တယ်ဒီနေ့4ချက်ရတာဟာတကယ်တော့အလကားရနေတာမဟုတ်ဘူးငါရဲ့ကိုကျင်တရားတွေနဲ့လဲယူလာရတာငါရဲ့ကိုကျင်တရားငါရဲ့ဇာရိတ္တက4ချက်ပဲတန်တာလားလူရဲ့တန်ဖို့ဆိုတာကိုကျင်တရားနဲ့ဇာရိတ္တကောင်းပဲကိုကျင်တရားနဲ့ဇာရိတ္တမရှိတဲ့လူဟာတန်ဖို့ရှိတဲ့လူဖြစ်ပါဦးမလားလို့မြင်လာခဲ့တယ်အဲ့ဒီဘုရားရဲ့တရားနာပြီးအချိန်မှာငွေ4ချက်နဲ့အကျင့်ဇာရိတ္တတန်ဖို့ကိုမှန်ကန်သိမြင်ပြီးတော့တွက်တက်လာတယ်အဲ့ဒီလိုမှန်ကန်သိမြင်တာဟာဝိဇ္ဇာပဲအဲ့ဒီအတိမှန်ဝိဇ္ဇာကြောင့်သူခိုးခြင်းဆိုတဲ့အလုပ်ကိုမလုပ်တော့ဘူးတရားနာပြီးလို့သူမနာပန်းတဲ့ထံကပန်းဝယ်လိုက်တဲ့အခါမှာတော့ပန်းတွေကိုမိဖုရားသာမာဝရီပေးလိုက်တဲ့အတိုင်း8ချက်ဖို့ဝယ်လိုက်တော့တယ်မိဖုရားစီရောက်လို့ပန်းတွေဆက်သားလိုက်တော့ဒီနေ့ပန်းတွေကများလာပါလားခုတ်ဆုပ်သလားတဲ့ခိုးတဲ့အလုပ်တောင်မှမလုပ်တော့တာဘာကြောင့်လိန်ရအောင်မှလဲမှန်လားပါသခင်မဒီနေ့ပန်းတွေကို8ချက်ဖို့လို့ဝဲလာတာပါနေတိုင်းကတော့မိဖုရားပေးလိုက်တဲ့ငွေ8ချက်ထဲက4ချက်ဖို့သာဝယ်ခဲ့ပြီးတော့ကျွန်တော်မှ4ချက်ခိုးထားလို့ပါဗျာလို့ရှောက်တင်လိုက်တယ်ဘာကြောင့်ဒီနေ့မှဒီလိုဖြစ်ရတာလဲလို့မိဖုရားကြီးကမေးလိုက်တော့ဒီနေ့ဗုဒ္ဓထံကတရားနာခဲ့ရတယ်ဗုဒ္ဓတရားနာယူပြီးတော့မတရားမှုတွေရဲ့ဆိုးကျိုးဆိုးပြစ်တွေနဲ့တရားမှုတွေရဲ့ကောင်းကျိုးတွေကိုနာယူသိမြင်ပြီးလို့ဒီခိုးခြင်းနဲ့အကျင့်စိုးကိုပြုပြင်ပြီးတော့ခိုးခြင်းနဲ့ယောဂပျောက်ကင်းသွားတာပါလို့မိဖုရားကြီးကိုရှောက်တင်လိုက်တယ်ပေါ့ဒီတော့လေသာမာဝတီမိဖုရားကသူ့ကိုပြန်ပြောပြဖို့တောင်းဆိုတယ်ဒီတော့လေခုတ်ဆုပ်တရာကမြတ်စွာဘုရားစီကနာခဲ့ရတဲ့တရားတွေကိုမိဖုရားကြီးကိုပြန်ပြောပြလိုက်တယ်
သာမာဝတီကလည်းတရားတွေကိုနာယူသဘောပေါက်ခဲ့တယ်ခုတ်သုတ်တရာကိုလည်းအဲ့ဒီနေ့ကစလို့တခြားအလုပ်တွေကိုမလုပ်ရတော့ဘဲနဲ့ဖရာတရားတွေကိုပဲနာယူပြီးတော့သူ့ကိုပြန်ပြောပြဖို့တာဝန်ပေးခဲ့တယ်ဆေးစွမ်းရင်တစ်စဲဆိုသလိုတရားကောင်းရင်လည်းတစ်ချက်ပါပဲဗုဒ္ဓရဲ့မှန်ကန်တဲ့တရားဆိုတာအဲ့ဒါလိုလူကိုပြုပြင်ပေးတဲ့တရားပဲလူမှာအကျင့်ဆိုးဇယိုက်ဆိုတဲ့ယောဂါတွေဒေါသအာဃာတတွေဆိုတဲ့စိတ်ဆင်းရဲစိတ်ပူလောင်မှုဆိုတဲ့ယောဂါတွေကိုဗုဒ္ဓရဲ့ဓမ္မဆိုတဲ့ဈေးကချက်ချင်းပျောက်ကင်းစေခဲ့တယ်ဒါကြောင့်ဏီကုံးရုပ်အနေနဲ့ပြောရရင်မှန်ကန်တဲ့အသုံးဝင်တဲ့တရားဓမ္မအတိများကိုရနိုင်အောင်ကြိုးစားကြပါမှန်ကန်တဲ့အတိဓမ္မတွေရပြီးရင်လည်းမှန်ကန်တဲ့တန်ဖိုးရှိတဲ့လူများဖြစ်အောင်လူပေါ်မှာသီလတွေတမာရီတွေပညာတွေတည်ဆောက်ထားနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်ဏီကုံးချုပ်လိုက်ပါတယ်